influenza လို့ခေါ်တဲ့တုပ်ကွေးကဘာကြောင့်ဖြစ်တာလဲဆိုတော့သူ virus ကိုကြောင့်ပါဒီ flu virus ပေါ့ influenza virus ကိုခေါ်တယ်သူထူးခြားတာဒီ virus ကတစ်နှစ်နဲ့တစ်နှစ်ပုံစံမတူဘူးမတူတော့မျက်စိနဲ့မြင်အောင်ပြောရင်ဒီ virus ရဲ့သူ့ရဲ့အပေါ်မှာရှိတဲ့ protein ပေါ့နော် protein ကအမြဲတမ်းပြောင်းနေတာပြောင်းနေတော့ကာကွယ်ဆေးကလည်းအမြဲတမ်းတစ်နှစ်တစ်ခါထိုးနေရတယ်ဆိုတော့ကျွန်တော်တို့ဒီကမ္ဘာမှာဆိုလို့ချင်းအကြမ်းမြင်တုပ်ကွေးကာကွယ်ဆေးက2ချိန်သူတို့သတ်မှတ်ထားရှိတယ်ကျွန်တော်ဒီခုလိုမျိုးမိုးတွင်းတက်ရယ်ဆောင်းတွင်းတက်ရယ်ဒါတော့ကျွန်တော်ယာဒီလိုက်ပြောတာဖြစ်နေတယ်သူကကမ္ဘာတောင်ဘက်ခြမ်းနဲ့မြောက်ဘက်ခြမ်းဆိုခွဲထားတာပေါ့လေအဲ့ဒီမှာတစ်နှစ်နဲ့တစ်နှစ်ထုတ်လုပ်တဲ့ဆေးတွေကမတူကြဘူးဘာကြောင့်မတူလဲဆိုတော့ကျွန်တော်ရှေ့မှာပြောထားတယ်လို့ဒီတုပ်ကွေး virus မှာပါတဲ့ protein တွေကနှစ်တိုင်းသူကပြောင်းတာသဘောကဒီတုပ်ကွေးဆေးကိုဒီ virus ကမှတ်မိသွားဆိုတော့သူကသူ့ရဲ့ survivor ပေါ့သူရှင်သန်ဖို့အတွက်သူကသူ့ရဲ့ protein ကိုပြောင်းပစ်တာ